ရောက်လို့တယ်မကွေးတိုင်းအတွက်ကွန်ပျူတာအနေနဲ့ဘသူတွေအားရဝမ်းသာလဲဘသူတွေကွန်ပျူချင်လဲပေါ့မမိုးနဲ့အတူမမိုးကကွန်ပျူလို့ပေါ့နော်စီရောက်ဖိတ်ခေါ်တာစစ်ထောင်ပါနှစ်ယောက်ဖဲလာပြပါစေနှစ်ယောက်ဒါပေမဲ့နိုင်တလောက်ထဲတာကြတော့ဟိုတရားကွန်ပျူချင်တဲ့နေရာကွန်ပျူချင်တဲ့ရပါတယ်စင်အဲ့ဒီအလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel ဟာဆိုရင်တင်းတူတင်းကောက်တွေတက်ဆက်နေတာဖြစ်လို့ကျွန်တော်တို့ channel လေးကို subscribe လေးလုပ်ထားစီရပါတယ်ကြတော့မိုး20ရောက်တက်ဖိတ်ခေါ်ပါတယ်အဲ့ဒီ20ရောက်မှာ100တက်300တက်400တက်ပေါ့နော်100တက်200တက်300တက်400တက်ရတယ်ဒါမဲ့မမိုးနဲ့စတူပါတဲ့သူကတော့1000နှစ်ယောက်လူသေးပါတယ်စိနှစ်ယောက်လူသေးတယ်ထွက်လာခဲ့ပါနော်အဲ့ဒီ2000ရလို့ရှိရင်မမိုး PDF စုစုပေါင်း6ဖွဲ့ရမယ်လောလောဆယ်โอเคကဲ1000မကွေးမင်္ဂလာတည်င်းကောင်းကိုကွန်ပျူမဲ့အလူစင်2ယောက်လောက်စီလားမမောတော့ဖိတ်ခေါ်တာစီရောက်ဆိုတော့2ယောက်ပဲလူတော့တယ်ဆိုတော့အမှန်တကယ်ဆိုရင်အယောက်100လောက်ကွန်ပျူလိုက်ပါနော်ဒီလိုမျိုးနောက်ထပ်ပွဲတွေဆက်ပြီးတော့လုပ်လို့ရအောင်မအလားလေကျန်တဲ့မအလားလေတာတွေကို PDF တွေဆက်ပြီးတော့သွားပြီးတော့ကျဲလို့ရအောင်အယောက်100ဖြစ်ရောက်1000ဖြစ်နော်ဖွဲ့လာပြီးတော့လုပ်ပြီးဒါမဲ့ထိရောက်တယ်နော်ဒီစောက်တိုက်တယ်နော်ထိရောက်တယ်ဒါမဲ့နည်းနည်းတော့စေးကြည့်တာပေါ့နော်အနေတော့စေးကြည့်တယ်ပြည်သူလူထုတွေရောက်တိုင်းတယောက်နည်းနည်းပါဝင်တော့ထည့်ပေးလို့ရှိရင်တောင်စီတဲ့ပညာရှင်တွေလည်းသူတို့ဘာသာနဲ့သူတို့ထုတ်လုပ်ပြီးတော့နော်လောက်လိုက်မှာအဲကြောင့်ပြောတယ်မမိုးရတော်နိုင်ကြီးဟိုဗာလဲဟိုခလေးဟိုဖာတီတို့လိုဖာတီတို့တော်နိုင်ကြီးလိုမျိုးမဟုတ်ဘူးအဲ့ဒါပဲပြောလိုက်မယ်ဟုတ်ပြီနော်ဖာတီတို့တော်နိုင်ကြီးလိုမျိုးမဟုတ်ဖာတီတို့ကတိုက်လို့မတတ်တာမဟုတ်ဘူးမတိုက်လို့မနိုင်တာမတိုက်လို့မလို့ရတာမတိုက်လို့မအောင်မြင်တာနော်သူတို့မတိုက်လို့အမေမမိုးတို့ရတော်နိုင်ရတကယ်တိုက်တာထိရပဲပြတာပဲနော်ပြတာတယ်ထိရောက်တယ်တကယ်လဲအသက်တွေပြီးစားတယ်တကယ်လဲစူးစားတယ်နော်အဲကြောင့်ပြည်သူတွေလည်းဒီတကယ်စူးစားနေတဲ့တော်လှန်ရေးအဖွဲ့အစည်းအမှန်ကန်တွေရဲ့နောက်မှာရတဲ့နည်းနဲ့ပါဝင်ပါကူညီပါထောက်ပံ့ပါလို့ပြောချင်ပါတယ်နော်မမိုးတို့ကကန်ကောင်းတယ်ဒီလိုမျိုးစစ်မှန်တဲ့မမိုးတို့ရဲ့ PDF တွေတော်လှန်ရေးအဖွဲ့အစည်းတွေစီနေလို့စီမမိုးတို့ကတန်းပစင်းနိုင်မှာပါနော်အခုပွဲပြဲနေတဲ့အဖွဲ့တွေတချို့မှဆိုရင်တစင်ထောင်နေပေါ့နော်အရင်တော့ဆိုရင် NUG နဲ့မပူပေါင်းဘူး NUG လာမှမရှိဘူးခုဆိုရင်အများကြီးပဲပြန်လာပြီးတော့ပူပေါင်းနေကြတယ်သူတို့ခေါ်တာ SRF ဗာလဲဗာအဖွဲ့လဲမမိုးလဲခေါ်တာမှကျတော့မခေါ်ဘူးဒီမှာဗာလဲ SRF အဖွဲ့လားအဲ့ဒါ NUG လောက်မှပူပေါင်းပါဝင်ပြီပြီးတော့ KNI ဘက်က KNDF တွေလား NUG လောက်မှပူပေါင်းပါဝင်ပြီအဲ့ဒါဝမ်းသာအားရစရာကြီးပါကိုတို့မတို့ရေနော်ဒီလိုမျိုးပူပေါင်းပါဝင်ပြီဆိုရင်တော့မကြတော့ဘူးမအေးလို့အထိနာတော့မှာပါနော်ကဲ2ယောက်နော်မကွေးတိုင်းမင်္ဂလာတည်င်းကောင်းကိုဘသူတွေကွန်ပျူမလဲ2ယောက်လောက်ထွက်လာပေးပါစေတယောက်1000တန်နော်ဒါမဲ့မမိုးကျွန်တော်100 200 300 400 500ပဲရတယ်နော်အဲ့ဒါပါရမှာဘာကြောင့်လဲဆိုတော့အဖွဲ့က20ဖွဲ့တောင်လူသေးတယ်လीနော်ဒီညတော့ကွန်ပျူတာနော်မမိုးရဲ့ကိုကရင်နော်တစ်ဖွဲ့မော်လီကိုချစ်က3ဖွဲ့အသိန်း30ပေါ့နော်ကိုကရင်အသိန်း30မမိုးကအသိန်း30ဒါပေမဲ့မမိုးအသိန်း30တော့ပတ်ငွေစစ်ထောင်မမိုးစီရောက်စတူဖိတ်ခေါ်တယ်ခဏနော်ခဏလေးကိုကြည့်ဘယ်နှပါလာတောင်းလीโอเคကဲကိုတို့မတို့ရေမမိုးနဲ့စတူ2ယောက်ထွက်လာပေးပါကြည့်တဲ့သူက80ကျော်60ကျော်မကွေးတိုင်းတည်င်းကောင်းဘယ်သူမှကွန်ပျူရှင်ဘူးလားဘယ်လိုလဲကျန်တဲ့2ယောက်ကမထွက်လာခြင်းဘူးလား
ကဲမင်္ဂလာပါကိုရိုမတို့ရေ60နဲ့2ရောက်ဘသူတွေကြံသေးလဲခွန်မြရေးပွဲဘယ်လိုလဲမဟုတ်တာတယောက်ပဲခွန်မြရေးတယ်မမို့ဖိတ်ခေါ်တဲ့စသူစေးရောက်ကစသူစေးရောက်တာပြေလို့စင်မမို့နှစ်ဖွဲ့စာရမယ်နော်ဒီ21ဖွဲ့ထဲမှာကိုရိုမတို့ရေနော်မမို့ကတော့မသိဘူးမမို့အရန်ပြောတယ်မမို့အကျွေးတက်လဲမမို့ပြောတယ်တကယ်ပဲဒီနေ့မမို့အရန်ကိုအားရတယ်ဘသူတွေအားရဝမ်းသာလဲမမို့လားနော်ဘလောက်ပျော်လဲဆိုတာစကားပြောတာပတ်လေတာတော့မမို့တို့တခါမှမခေါ်တာမခေါ်တာပတ်ကစားပဲပြီးတော့ပတ်စားပါပတ်ကစားပဲထွက်နေတယ်ဆိုတော့ထားလိုက်ပါတော့နော်ပတ်ကစားကပြည်သူလူထုကိုဘုံကျက်သားဖို့လက်နဲ့ခဲတွေထုတ်လုပ်တယ်လေတာကြတော့သူ့ရဲ့လေကြတယ်စီတာပေါ့နော်သူ့ရဲ့လေပစ္စည်းတွေတေချောင်းငါနိကိုငါတုံတိတုံလေးကြဘူးဘာရတော့အမဲနော်ကိနေကြီးနော်တေချောင်းငါနိကိုငါတုံတိတုံလေးတေစားလို့ရမယ်တောင်းကြโอเค54နှစ်ယောက်အဲညိန်လေးတာခွန်မရမတက်လာတော့ဘူးပြီလို့လဲမမမတွေးလို့လားမသိမမမတွေးလို့လားငေါ်တိုင်းခွန်မရနောက်ဆုံးလား3မိနစ်ခဏလေးငါခွန်မရရေးကြည့်မယ်ထွက်လာမလားโอเคပွေနီးမလီမတော့ဟောစကောစတာဒူလာဘူးကလကမိုင်တဲ့အစီပြလိုက်ကိုမေဒီနော်ဘက်တာပါတော့သူတော့ပိုင်လိုက်ကိုမေဒီဘူးโอเคကိုချီ30ပို့လာပြီနော်2400ဘတ်ကိုချီကမင်္ဂလာတည်င်းကောင်းတဲ့သူစောက်ကြည့်နေမင်္ဂလာတည်င်းကောင်းတည်င်းကြီးထွက်လာပြီဆိုရင်လေသူတွေ့လို့စင်သူဆက်တလာတယ်သူမတွေ့လို့စင်ကိုတော့ပြောပေါ့အဲ့လိုမျိုးဟိုတစ်ခါတော့ PDF 6မြို့နယ် PDF တွေကထောင်ထဲမှာစီးတဲ့ PDF တယောက်ကိုပြန်တော့ကယ်ထုတ်တယ်အဲ့ဒီအဖွဲ့မှာလည်းကိုချစ်က2ဖွဲ့စာလား3ဖွဲ့စာလားမသိဘူးဆူချပေးလိုက်တယ်3ဖွဲ့လားမသိဘူးမမီတော့ဘူးဆူချပေးလိုက်တာဒါပေမဲ့ရိုးမမို့လူခံလို့စမမို့သူ့ကိုဖုန်းခေါ်လို့စီသူတိတ်တော့မကင်ဘူးသူတိတ်တော့မလူဘူးဒါပေမဲ့တည်င်းကောင်းပေါ်လာပြီဆိုရင်သူကတခါတည်းဆူချတာအဲ့လိုမျိုးပေါ့နော်50ရောက်လေတာကိုငဲတိုက်ခေါ်တယ်မတိတော့မဟုတ်တာရေးလေတာကိုငါပတ်ကစားလဲလေတာပဲမမောအတူပဲထင်တာလားမမောအတူပဲထင်တာအဲ့လိုမျိုးဒါပေမဲ့မတူဘူးနော်ပတ်ကစားတော့စက်ယုံတွေဖြစ်တယ်ဟုတ်တယ်လေတာတော့မအားလာရငဲတိုက်တယ်ပေါ့ဟိုက်ခေါ်တာလူစင်4ယောက်က2ယောက်ပဲလို့ပါတော့တယ်စတူနော်စတူလူစင်က4ယောက်လို့တယ်ရိုးလူစင်ကြတော့1 2 3 4ယောက်ပဲရတယ်ရိုးလူစင်ကနိုင်တလောက်ထဲတဲ့အလူစင်နော်စတူအလူစင်ကြတော့6ယောက်ဒီဘက်ကကွန်ပျူတာအလူစင်ကြတော့မမွေရကိုကင်ရဲကိုချစ်ရဲတာတော့4အသိန်း40ရပြီနော်4ဖွဲ့စာအသိန်း40ရပြီအခုမမဖိတ်ခေါ်တဲ့စတူလဲ2000ဘပါဝင်ပေးမဲ့လူစီလို့စင်ရင်2ဖွဲ့ရမယ်ပြည်သူတွေကနိုင်ပဲနိုင်ချင်တာပေးချင်စိတ်မစီကြဘူးကဲဒီတော့ရေမဟုတ်တာပြောတာကြားရတယ်နော်နိုင်ချင်တယ်တည်င်းကောင်းနေပဲကြားချင်လို့စင်ရင်လေလာတော့ထည့်ပေးကြပါတာပါတီတို့လိုမျိုးမလုံးနဲ့ NUG ကအလုံးမလုံးဘူး NUG ကဒီနေရာမလုံးဘူးဒီနေရာမတိုက်ဘူးသူတို့ပြောတယ်ဒါပေမဲ့သူတို့ကိုတိုင်ငွေရလေသူတို့ကိုတိုင်ငွေက NUG စီမှာသူတို့မပို့ဘူးငကားစီမှာပို့တာတီကောင်းစီမှာသူတို့ပို့တာနော်ပို့တာလည်းပါပဲပြည်တို့နော်အများအပြည့်ဆရာကြီးပဲလိုက်တော့လောက်နေတာလေမေလို့တွေက NUG ကိုဘယ်လိုမျိုးဖြတ်ရှားမလဲဘယ်လိုမျိုးဖြတ်စီရမလဲအဲ့လိုမျိုးပေါ့နော် NUG ဟိုဖွဲ့ဒီဖွဲ့ကိုစီလုံးလို့အောင်နေမှာကိုသူတို့အရန်ကြောက်တာနော်ဒီတပ်ပါတီဆိုတာမလာရေးခွေးတွေပဲလေမလာရေးတောက်တိုင်တွေပဲလေနော်အခုကတော့တည်င်းကောင်းထွက်လာတာအောင်မလေးဝမ်းသာတယ်အားရတယ်ပူပေါင်းတယ်အများအပြားပဲနော်ဒီစစ်စီတွေလည်းအရန်ကိုထိရောက်လာပြီအားရပါရပဲဝမ်းသာတယ်52ရောက်52ရောက်မင်္ဂလာပါမအားလာနဲ့